တချင်းကလည်းစိုးသားလည်းမကြားရအောင်တီးလုံးတန်ကြီးပဲကြားနေရတယ် ပြောမှတချင်းတန်ကြားရအောင်ပြုံးတယ်မကြားရတာ တချင်းကြောင့်မလို့ထင်တယ်ကြောလိုက်မယ်နောက်တစ်ပေါ့တူပါပဲမကြားရအောင်ရော့နင်းဟန်နေမနားထောင်လိုက်တော့တချင်းနားထောင်ပြီးရိုးရမယ့်ချိန်မှာအခုလိုနှောက်ယှက်မျိုးဖြစ်ဘူးလားစတင်လေးတစ်ခုတိလိုက်တာနဲ့ဒီပြဿနာကိုကြော်လာသားနိုင်ပါပါဒီနေ့ဗီဒီယိုလေးမစခင်မှာတော့ Eero User Guide by Unit ရဲ့ Facebook page ကို follow လေးလုပ် like လေးနှိပ်ပြီးသွားရင် share ပေးသွားပါဦးနော် TikTok channel လေးကိုလည်း follow လုပ်ပြီးသွားပြီဆိုရင်တော့အသေးလေးပေးခဲ့ဖို့မမေ့ပါနဲ့နော် User Guide by Unit ရဲ့ YouTube channel ကို subscribe လုပ်ပြီးသွားပြီဆိုရင်တော့ခုလိုနည်းပညာအကြောင်းအရာတွေကိုအမြဲကြည့်လို့ရအောင်ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ပြီးသွားပါဦးဒါဆိုရင်တော့ Eero ဗီဒီယိုလေးစလိုက်ကြရအောင်ပုံမှန်ဖုန်းနဲ့မှာဆိုရင်ဘယ်နဲ့ညာအတန်မတူအောင်လို့ခွဲထားတဲ့ stereo sound နဲ့လာပါတယ်အဲ့ဒါငကြက်တစ်ဖက်တည်းနားထောင်တဲ့အခါမှာဆိုရင်လုံးဝစမပြေပါဘူးဒါကြောင့်မလို့ mono audio ပြောင်းပေးရပါမယ်ပထမအဦးဆုံးအနေနဲ့ iOS မှာဆိုရင်တော့ setting ထဲကိုသွားပါ setting ထဲက accessibility ထဲကိုဝင်ပါပြီးတော့ရင်တော့အောက်မှာရှိတဲ့ audio and virtual ထဲကိုဝင်ပေးပါ mono audio ကို on ပေးလိုက်ပါ Android ဖုန်းတွေထဲမှာဆိုလို့ရှိရင် setting ထဲက accessibility ရဲ့ earring adjustment ထဲမှာရှိတတ်ပါတယ်ဒါဆိုရင်တော့အတန်ဘက်ဘက်ကောညာဘက်ကောအတန်အပြည့်ထွက်ပြီးတော့ရိုးလို့ရပါပြီအခုလိုဒီပညာအကြောင်းအရာတွေကိုအမြဲကြည့်ချင်နေဆိုရင်တော့ Eero User Guide by Unit ရဲ့ Facebook channel လေးကို follow လေးလုပ် like လေးနှိပ်ပြီးသွားပြီဆိုရင်တော့ share ပေးခဲ့ပါဦးနော် TikTok channel လေးကိုလည်း follow လုပ်ပြီးသွားပြီဆိုရင်တော့အသေးလေးပေးခဲ့ဖို့မမေ့ပါနဲ့နော် User Guide by Unit ရဲ့ YouTube channel ကို subscribe လုပ်ပြီးသွားပြီဆိုရင်တော့ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားပါဦးအဆုံးထိကြည့်ခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတား